ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2026ဇွန်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်ခြင်းငွေကြေးကကောက်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့အောင်မြင်မှုစစ်စစ်ကိုရရှိတဲ့အနေအထားနဲ့ကောင်းခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်တာတော့ဝင်မယ်ပြန်ထွက်မယ်မမြဲဘူးနောက်အလုပ်တွေမှာကိုလို့တလောက်အောင်မြင်နိုင်တယ်လိုလားတဲ့ကိစ္စမှန်သမျှဆောင်ရွက်နိုင်တယ်ရှင်ပြိုင်ပြီးလုပ်တဲ့နေရာတွေမှာကိုယ့်ဘက်ကအသာစီးရနိုင်တဲ့ကံခွင့်ရည်တွေကိုပိုင်ဆိုင်ထားတယ်22ရက်နေ့ကကိုယ့်အတွက်ကောင်းတဲ့နေ့ဖြစ်တယ်အဲဒီနေ့မှာခေါင်းစည်းကောင်းရှုပ်ပြည့်ထူးခြားသောကံကောင်းခြင်းကျမ်းမာခြင်းနဲ့ပတ်သက်တဲ့ကံရရှိခြင်းတွေကြုံနိုင်တယ်23ရက်နေ့မှာရန်တိုက်ခံတဲ့ထိတိုက်တွေ့ရတတ်တယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရရှိမယ်25ရက်နေ့မှာအယဝေးကကောင်းသောသတင်းစကားကိုကြုံမယ်26ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကိုကြုံမယ်29ရက်နေ့မှာရံပတိပက္ခတွေနဲ့တွေ့တတ်တဲ့ဂတိပြည့်သူတွေတွေ့တတ်တယ်28ရက်နေ့မှာအခက်ခဲကြားတိုးတက်ခြင်းအကျန်းစီသည့်အောင်မြင်ခြင်းကိုကြုံမယ်29ရက်နေ့မှာအလောက်ကံကံစီဝကံကောင်းတယ်အဲဒီနေ့ကပထမဝါဆိုလာပြင်းနေတနင်္လာနေ့နဲ့တိုက်ဆိုင်တော့အနေကစားတင်ခြင်းအနေကစားကာတာတို့ကိုဓမ္မဒါနပြုခြင်းများဆောင်ရွက်နိုင်တယ်30ရက်နေ့မှာမတော်တဆထိခိုက်မှနေကျူးဆက်ရမယ်အရှင်းမြောက်ရက်ကိုဒီသွားစဉ်နေ့ဖြစ်တတ်တယ်မနေ့၄နိုင်ခွဲနဲ့6နိုင်ကြာညနေ၄နိုင်ခွဲနဲ့6နိုင်ကြာအញ្ញမ်းရှိတယ်အဲ့ဒီရက်မှာပဲရပိုင်ခွင့်တွေကိုပြန်လဲတောင်းဆိုပြီးကြိုးပေးတဲ့ကံကြမ္မာတွေရှိတယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကြိုးပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ရှိမယ်1 4 5ကနေ့ကြိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းမွေလေးတွေဖျားကတ်သူပူဇော်ပြီးတော့အလိုရှိရာဆန္ဒပြုရင်ထူးခြားစွာကောင်းခြင်းကံတွေရနိုင်ပါတယ်ကျေးဇူးတင်ပါတယ်